မင်းတို့ကငါ့ကိုလှည့်စားချင်နေတာလားငါ့ကိုဘဝဟောင်းကအတိုင်းရှိနေသေးတယ်လို့ထင်နေတာလားအရင်ဘဝတုန်းကတော့အဲ့ဒီကြောင့်ကလူမိုက်ကိုတင်ကန်းစာပေးဖို့ဘာမှမစင်စားပဲရှီတန်းကနေခေါင်းနဲ့တိုးပြီးဝင်ပါခဲ့မိတယ်ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီကောင်ကငါ့ကိုသူ့ချေဘဝအောက်ကတနာစရာကောင်းတဲ့ခွေးကောင်လေးတစ်ကောင်လိုဖြစ်နေပါတယ်ဆိုပြီးလူတိုင်းကိုရှောက်ပြောခဲ့တယ်ဒါတင်မကသေးဘူးသူမချန်ရှိယူကပါအဲ့ဒီလူမိုက်နဲ့ပေါင်းပြီးဆရာစီမှာငါ့ကိုအပြင်းထန်ဆွဆွဲပစ်တင်ခဲ့လို့ငါသတိပေးခံရပြီးစာမေးပွဲပါကြရှုံးခဲ့ရတယ်ငါဘဝရဲ့အချိုးအကွေ့ဒီရုပ်ရုပ်တဲတဲတွေကိုဖြစ်အောင်လုပ်ခဲ့တဲ့အဓိကတရားခံပေါ့အရှက်မရှိဆုံးကတော့အထက်တန်းကျောင်းပြီးတော့သူမကအဲ့ဒီကောင်နဲ့တွဲပြီးလက်ထက်တဲ့အထိဖြစ်သွားခဲ့တာပဲဒါပေမဲ့အခုငါမှဒုတိယအကြိမ်အခွင့်အရေးရလာပြီဖြစ်တဲ့အတွက်မင်းလိုမိန်းကလေးတယောက်ကြောင့်လည်းတော့ငါရဲ့ဂုဏ်သိက္ခာနဲ့အနာဂတ်ကိုအပျက်စီးခံမှာမဟုတ်တော့ဘူးအခုဆရာရုံးခန်းထဲမှာသူတို့ရဲ့မူသားစကားတွေကိုနားထောင်နေရတာငါအတွက်တော့ရေးစရာတစ်ခုလိုပဲငါရဲ့အရင်ဘဝမှာဆိုရင်တော့ငါကိုငါမှန်ကန်ကြောင်းတက်တည်ပြဖို့လက်သေးချီသေးချင်းစိတ်ပြီးအသေးအတန်တိုက်ပွဲဝင်ခဲ့မိမှာပဲဒါပေမဲ့ရလက်ကတော့အမြဲတမ်းရှုံးနေခြင်းနဲ့ပဲဆုံးသက်ခဲ့ရတာအစတုန်းကတော့ဆရာကငါကိုဘာလို့မယုံတာလဲဆိုတာငါသိနားမလဲခဲ့ဘူးဒါပေမဲ့နောက်ပိုင်းကျမှအစကတည်းကအဖြေကရှိပြီးသားဆိုတာသဘောပေါက်သွားခဲ့တယ်ဒီလိုစစ်စစ်မြင်းမြန်းနေတာတွေကအလုတ်သဘောအရေးခြုံထားတာတက်တက်ပဲဂျိုးတင်လေကျထန်လီကစီကံထိန်သိမ်းမှုရဲ့တားလေအတန်းပိုင်ဆရာကဒါကိုမသိပဲနေမလားဒါကြောင့်ငါဘလို့ပဲရှင်းပြဘာမှထူးလာမှာမဟုတ်ဘူးသူကတော့ဘယ်တော့မှအပြစ်ပေးခံရမှာမဟုတ်ဘူးပြီးတော့ချန်ရှိယူကလည်းငါဘက်ကနေဘာတခုမှကာကွယ်မပေးခဲ့ဘူးမျောလင့်ထားတဲ့အတိုင်းပဲချန်ရှိယူရဲ့အဖြေကိုကြားပြီးနောက်မှာအတန်းပိုင်ဆရာစုံဝမ်ကချက်ချင်းကောင်းနေလိုက်ပြီးကောင်းပြီငါနားလဲပြီးမင်းတို့နှစ်ယောက်သွားလို့ရပြီလို့ပြောလိုက်တယ်ပြီးတော့ခက်အေးအေးလေတံနဲ့စုံဝမ်ကဆက်ပြောတယ်မင်းတို့တွေကတယောက်မင်းကိုငါဘာလုပ်ရမလဲမင်းရဲ့အမှတ်တွေကလည်းမစိုးပါဘူးဒါနဲ့မင်းရဲ့နောက်ဆုံးနှစ်လို့အရေးကြီးတဲ့အချိန်ကြမှာဘာလို့ဒီလိုအမှားမျိုးမှားလိုက်ရတာလဲမင်းချန်ရှိယူကိုသဘောကျနေရင်တော့နှစ်ကုံနဲ့အထိစောင့်ပြီးမှလိုက်လေရတာပဲလေချောင်းဟန်ဒီသူတပားအပေါ်လက်ပါတာကတော့ဘလို့မှလက်ခံနိုင်စရာမရှိဘူးမင်းနားလေလားပြစ်ဒဏ်ကတော့ချမှတ်ပြီးသားပဲမင်းငါစီကိုစာလုံးရေ1500ရှိတဲ့ဝန်ခံကတောင်းပန်စာတစ်စောင်ရေးပေးရမယ်ပြီးတော့မင်းရဲ့တတိပေးချက်ကိုကြောင်းတစ်ကြောင်းလုံးသိအောင်ကတ်ထားမယ်ဂါအိုကောင်ဂေါကဲတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးဖြစ်ဖို့ရက်ပေါင်း100ပဲလိုတော့တယ်ဒီလိုကိစ္စမျိုးနဲ့မင်းဘဝကိုအပြည့်စီးမခံပါနဲ့ငါကသူ့ကိုဘာခံစားချက်မှမရှိတဲ့လေတံနဲ့ပြန်ဖြေလိုက်တယ်တကယ်လို့ငါကညှင်းဆန်ရင်ကောဘာဖြစ်မလဲဒါကိုကြားတော့စုံဝမ်တယောက်ဒေါသကြောင့်မျက်နှာတစ်ခုလုံးညှင်းမြန်းသွားပြီးမျက်လုံးတွေပြူးသွားတယ်ဘာလဲမင်းကညင်းတယ်ဟုတ်လားမင်းတို့ရဲ့ကြီးလေးမှုကိုမင်းသိရလားရန်ဖြစ်တာကတင်တော်တော်ကြီးလေးတဲ့ပြစ်မှုဖြစ်နေပြီပြီးတော့ဂါအိုကောင်စာမေးပွဲကလည်းနီးနေပြီးတစ်ဖက်ကမိဘတွေကတရားမစွဲတာဘူးပဲမင်းကန်ကောင်းတယ်လို့မှတ်ရမယ်ပြီးတော့ငါပြောတာတေချာနားထောင်မင်းတိစာကိုရေးမရေးပြစ်ဒဏ်ကတော့အတီးပဲတကယ်လို့မင်းကမင်းရဲ့အမားကိုဝန်မခံဘူးဆိုရင်တော့မင်းရဲ့မိဘတွေကိုစင့်ခေါ်ရုံပဲရှိတော့တယ်အဲ့ဒီအချိန်မှာငါကလောင်ပြုံးတစ်ချက်ပြုံးလိုက်မိတယ်ဆရာကကွန်ပျူတာထဲကမိဘတွေရဲ့အချက်လက်ဖိုင်ကိုဖွင့်ပြီးငါအမေရဲ့ဖုန်းနံပါတ်ကိုရှာကတိုက်ရိုက်ဖုန်းခေါ်လိုက်တော့တယ်အမှန်တိုင်းပြောရရင်ငါဘာမှဂရုမစိုက်ဘူးငါရဲ့အရင်ဘဝတုန်းကခံခဲ့ရတဲ့အဆက်ခွဲမှုတွေနဲ့ဂါဝူကောင်စာမေးပွဲကြားရှုံးခဲ့ရတာတွေနဲ့ရှင်ရင်ဒါကမှငါမိဘတွေကိုတကယ်တစ္ဆာဖောက်ဖျက်ခဲ့တာဖြစ်လိမ့်မယ်အခုချိန်ကစပြီးဘယ်အရာကမှငါ့ကိုတားဆီးနိုင်မှာမဟုတ်တော့ဘူးဆရာဘာပဲပြောငါအောင်းပန်စာရေးမှာမဟုတ်ဘူးထပ်ပြောမယ်ငါဘာမှမမခဲ့ဘူးဆရာလည်းအမှန်တရားကိုပိုသိပါတယ်ဘယ်သူပဲဖြစ်ဖြစ်ဆရာအပြစ်ပေးခြင်းရင်ပေးလိုက်ပါငါဘာမှဂရုမစိုက်ဘူးအဲ့ဒီလိုပြောပြီးငါလက်ထွက်ကရုံးခန်းထဲကထွက်လာခဲ့တယ်တကယ်ဟာတာပဲလူဝင်စားထားတဲ့ငါကမင်းတို့ကိုကြောက်နေရအောင်မလားငါရဲ့အထက်တန်းကျောင်းနောက်ဆုံးနှစ်ကိုပြန်ရောက်လာတဲ့အချိန်မှာငါဘယ်တော့မှအမဝင်ခံဖို့ခေါင်းငုံခံမှာမဟုတ်တော့ဘူးဒါအပြင်အရင်တုန်းကငါစာမေးပွဲကြခဲ့တာကတကယ်ကိုပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပေမဲ့ဒီနေ့မှာတော့စာမေးပွဲမေးခွန်းတွေကငါခေါင်းထဲမှာရှင်းရှင်းလင်းလင်းပြန်ပေါ်လာနေပြီးငါရဲ့ရထိုက်တဲ့ဂုဏ်သိက္ခာအားလုံးကိုပြန်သိမ်းပိုက်ရယူမယ်လို့ငါအကျိန်ဆိုလိုက်တယ်ငါအတန်းနဲ့ပြန်ရောက်တဲ့အခါအတန်းတစ်ခုလုံးကစိတ်လှုပ်ရှားစွာနဲ့ပေါ်လော်ရိုက်နေကြတယ်ဒါနဲ့တငယ်ချင်းကောင်းအနှဲငယ်ကငါနာကိုစုဝေးရောက်ရှိလာပြီးဘာဖြစ်ခဲ့လဲလို့မေးကြရမှာငါကပြုံးရက်ပြန်ဖြေလိုက်တယ်ဆရာကငါ့ကိုဝန်ခံကတောင်းပန်စာရေးခိုင်းပြီးအပြစ်ပေးမလို့တဲ့ပြီးတော့ကျောင်းတစ်ကျောင်းလုံးရဲ့ရှိမှကြီးညာမလို့တဲ့ဒါပေမဲ့ငါကတော့အဲ့ဒါကိုဘလို့မှရေးမှာမဟုတ်ဘူးလို့ဆရာကပြောခဲ့လိုက်တယ်အဲ့ဒါနဲ့ငါထိုင်ကုန်မှာထိုင်စာအုပ်တွေထုတ်ပြီးငါရဲ့အသိပညာတွေကိုပုံမိုးခိုင်းမအောင်တေချာပြန်လည်လေ့လာဖို့ပြင်ဆင်လိုက်တယ်ငါဘေးကစွန်ဖေးကလက်မှတ်ထောင်ပြပြီးရေမောကပြောတယ်လမ်းလာကြည်လားမင်းကကိုဝေဖန်ရေးစာရေးဖို့ညင်းလိုက်တယ်ပေါ့ဆရာကဘာပြောလဲငါကခက်အေးအေးပဲပြန်ပြောလိုက်တယ်အမေကိုဖုန်းခေါ်မလို့တဲ့ဒါပါပဲဒါပေမဲ့ဒီစကားကိုကြားတော့ချက်ရှိတယောက်ပြတလဲဖြစ်သွားတယ်သူမကချက်ချင်းအနာကိုချင်းကပ်လာပြီးငါ့ကိုစင်ကြံလန်းနဲ့ဆွဲခေါ်သွားခဲ့တယ်စိတ်ပူပန်နေတဲ့ပုံစံနဲ့ချက်ရှိယူကငါ့ကိုဖြောင်းဖြဖို့ကြိုးစားတယ်နင်ဘာလို့ဆရာရဲ့တောင်းဆိုချက်ကိုညှင်းလိုက်ရတာလဲတကယ်လို့နင်ဒီစာကိုမရေးရင်ဒီကိစ္စကပိုကြီးသွားရင်ဘယ်လိုလုပ်မလဲငါလိန်ပြောမိလို့နင်စိတ်ဆိုးနေတာငါသိပါတယ်တောင်းပန်ပါတယ်ငါတမင်လုပ်တာမဟုတ်ပါဘူးဒါပေမဲ့စဉ်းစားကြည့်ပါဦးငါတို့နှစ်ယောက်လုံးပြစ်ဒဏ်ခံရမယ့်အစားနင်တယောက်တည်းပဲအပြစ်ပေးခံရတာကပိုမကောင်းဘူးလားမဟုတ်ဘူးနင်ကငါပါအပြစ်ပေးခံရမှာပြောမှလားချန်ရှိယူကတနာစရာကောင်းတဲ့တောင်းပန်တိုးရှိုးတဲ့မျက်နှာပေးကိုလှုပ်ပြပြီးအပြစ်အလုံးကိုငါပကုံးပေါ်ပုံချဖို့ဖြောင်းဖြဖို့ကြိုးစားနေတာငါရဲ့အရင်ဘဝတုန်းကတော့အဲ့ဒီလိုချိုးသားတဲ့စကလုံးတွေကြောင့်ပဲငါအရာအလုံးကိုတယောက်တည်းခေါင်းခံခဲ့မိတာငါကအကြီးမားဆုံးလူတယောက်ဖြစ်ခဲ့မှန်းငါသိပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ငါဘယ်လိုလုပ်အဲ့ဒီအမှားမျိုးထပ်မှားတော့မှလဲ
ဒီတစ်ချိန်မှာငါကညင်းရင်ကိုဘာဖြစ်မလဲဒါအပြင်နင်ကဂျိုးချန်ချက်အောက်ရှင်ချိုထိုင်းတွေကိုမကြိုက်ဘူးမဟုတ်လားဒါဆိုရင်နင်ဘာလို့အသေးအတန်ရှင်းပြနေရတာလဲငါသူ့ကိုကူညီခဲ့တာမဟုတ်ပါဘူးငါကိစ္စတွေကိုပိုပြီးရှုပ်ထွေးမသွားစေချင်လို့ပါတကယ်လို့နင်ကိုဝေဖန်တဲ့စာမရေးချင်ရင်ငါရေးပေးလို့ရပါတယ်နင်ဆရာကိုတောင်းပန်လိုက်ရုံပဲဒါဆိုရင်ကိစ္စကပြီးသွားပြီလေငါတို့မိဘတွေကိုတကယ်ပဲစင့်ခေါ်ဖို့လိုလို့လားချန်ရှိယူကငါလက်မောင်းကိုမဆွဲပဲမနေနိုင်ဖြစ်နေပြီးသူမရဲ့မျက်လုံးတွေကတောင်းပန်မှုတွေနဲ့ပြည့်နေနေတဲ့တနာစရာကောင်းတဲ့လေတံနဲ့သူမကပြောတယ်ကျေးဇူးပြုပြီးတော့ငါမိဘတွေကိုအကြောင်းကခေါ်တာကိုငါတကယ်မလိုချင်ဘူးငါ့ကိုကူညီပါနှင့်ကိုငါကတိတစ်ခုပေးပါမယ်ငါကအလိုက်တင်ကစားပေးတဲ့အနေနဲ့ပြုံးပြီးငါ့ကိုဘာကတိပေးမှလဲလို့မေးလိုက်တယ်ချက်ရှိယူကနှက်ခမ်းကိုကိုက်ပြီးတူတူလေးရေရွတ်တယ်နေငါ့ကိုချစ်တယ်မဟုတ်လားငါရဲ့အချစ်ကိုရအောင်စူးစမ်းဖို့နှင့်ကိုငါအခွင့်အရေးတစ်ခုပေးနိုင်ပါတယ်ငါအော်ဟစ်ပြီးရေမောလိုက်တယ်စိတ်မရှိပါနဲ့ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုတခြားလူအတွက်ပဲတင်ထားလိုက်တာပိုကောင်းလိမ့်မယ်အဲ့ဒီလိုပြောပြီးငါချီဖနှောက်တဲ့ကအတန်းနဲ့ပြန်ဝင်ခဲ့တယ်ငါရဲ့အရင်ဘဝတုန်းကတော့ငါကမျက်စိကန်းခဲ့တာအခုဘဝမှာကိုငါကဆက်ပြီးမျက်စိကန်းနေဦးမှာလေလာပြီးတော့ငါတယောက်ကိုလိုက်ရမယ်ဆိုရင်လေအဲ့ဒါကငါရဲ့တကယ်မြင့်မြတ်ပြီးစုခူးရခတ်တဲ့အချစ်စစ်ပဲဖြစ်လိမ့်မယ်မင်းလိုအရှက်မရှိတဲ့မာယာများတဲ့မိန်းကလေးမျိုးမဟုတ်ဘူးရုတ်တရက်ငါခေါင်းထဲကိုအကြံတစ်ခုဝင်လာတယ်အဲ့ဒီအချိန်မှာပဲငါရဲ့အချစ်စစ်ဖြစ်တဲ့အဲ့ဒီမိန်းကလေးကဘေးကကြောင်းမှာအနိုင်ကျင့်ခံနေရတော့ပြီမကြခင်မှာပဲအတန်းပိုင်ဆရာကငါ့ကိုရုံးခန်းစီထပ်မံဆင့်ခေါ်ခဲ့တယ်အဲ့ဒီအချိန်မှာငါအမေကငါ့ကိုဖော်ပြရခတ်တဲ့ခန်းစားချက်မျိုးစုံနဲ့ကြည်နေတာကိုတွေ့လိုက်ရတယ်သူမအနေနဲ့သူမရဲ့သားဖြစ်သူကငယ်နိုင်ချစ်အတွက်နဲ့ရန်ဖြစ်လိမ့်မယ်လို့မမျှော်လင့်ထားခဲ့တာထင်ရှားပါတယ်အားလုံးသိကြတဲ့အတိုင်းငါကအမြဲတမ်းလိမ္မာရေးချရှိပြီးနာခံတတ်တဲ့စံပြအမှတ်တွေရလေးရှိတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့တာကိုကျုပ်ခမရဲ့အမေကိုအခြေအနေအားလုံးရှင်းပြပြီးအခုမင်းအမေကိုတိုက်ရိုက်ရှင်းပြလိုက်ဦးရကန်ရေကန်ငါအမေကတက်ပြင်းရှိကြီးတစ်ချက်ချလိုက်တယ်သူမကငါ့ကိုရုံးခန်းရဲ့ထောက်တနေရာစီခေါ်သွားပြီးမေးမြန်းတော့တယ်အမေဒါကအမှန်တရားပဲငါအမိနာနာကပ်ပြီးအခြေအနေအားလုံးကိုလေတံတိုးနဲ့ရှင်းပြလိုက်တယ်နောက်ဆုံးမှာတော့ချန်ရှိယူငါစီပို့ထားတဲ့ဖုန်းမက်ဆေ့ချ်ကိုထုတ်ပြီးအမေကိုပြလိုက်တယ်ငါအမေကဒေါသတွေထိမ့်မရဖြစ်သွားခဲ့တယ်တကယ်တော့သူမရဲ့သားကအစကတည်းကလှည့်စားခံခဲ့ရတာပဲအမေကတကယ်ကိုဒေါသထွက်သွားပြီးအဲ့ဒီမိန်းကလေးကဘလို့လို့ဒီလိုမျိုးလိန်ညာနိုင်ရတာလဲလို့ပြောကဖုန်းကိုချက်ချင်းလှမ်းယူပြီးအတန်းပိုင်ဆရာစီပြလိုက်တယ်စွန်ဝဲရှင်းကိုပြောမယ်ကျမသားကဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝမလိမ်ဘူးသူကလူမှုကွန်ရက်ပေါ်က post တစ်ခုကိုမြေလို့သွားခဲ့တာမဟုတ်ဘူးအဲ့ဒီကြောင့်သူကပဲသူမအနိုင်ကျင့်ခံနေရပါတယ်ဆိုပြီးကျမသားကိုပြောခဲ့တာကျမသားကဒီမတရားမှုကိုမကြည့်ရလို့ဝင်ပါခဲ့တာ Professor စွန်ဝမ်ရဲ့မျက်လုံးတွေကအံ့ဩမှုကြောင့်ပြူးကျဲသွားတယ်ဒီလိုတက်တဲ့မျိုးရှိနေလိမ့်မယ်လို့သူမမျှော်လင့်ထားခဲ့ဘူးဒါပေမဲ့သူကသွားကိုကြိတ်ပြီးစွတ်အတင်းဆက်ပြောတယ်ဒီလိန်ညာမှုကလက်ခံနိုင်စရာမရှိတာတော့တေချာပါတယ်ဒါပေမဲ့သူအကြမ်းဖက်ခဲ့တယ်ဆိုတဲ့အချက်ကတော့ရှိနေတော့မဲ့ဒါအပြင်သူရိုက်လိုက်တဲ့သူကထိတ်တန်းအားကစားသမားတစ်ယောက်ပဲတကယ်လို့သူတန်ရာရသွားပြီးအားကစားစာမှုပွဲကြာရှုံးသွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်တွေကိုခင်ဗျားတို့တွေးကြည့်လို့ရပါတယ်ပြီးတော့စုံဝမ်ကငါ့ဘက်ကိုပြန်လှည့်ပြီးဆုံးပါတယ်မင်းကိုငါရိုးရိုးလေးပဲမေးမယ်မင်းရဲ့အမားကိုမင်းပြန်သုံးသက်ပါဘာအကြောင်းပြချက်ပဲရှိမင်းကအကြမ်းဖက်ခဲ့တာပဲငါတို့ကဒီပြဿနာတွေကိုလက်သီးနဲ့မဖြေရှင်းကြဘူးမဟုတ်လားချန်ရှိယူရဲ့လိန်ညာမှုအတွက်ကိုတော့ငါအကင်တွေဖြေရှင်းပါမယ်ဒါပေမဲ့အဲ့ဒါတွေကိုခဏဖယ်ထားရင်တော့မင်းကိုယ်တိုင်လည်းဒုက္ခရောက်နေပြီမဟုတ်လားငါကရွေးပြုံးတစ်ချက်ပြုံးလိုက်ပြီးအဲ့ဒါတွေကိုခဏဖယ်ထားရမယ်ဟုတ်လားတကယ်ကိုထူးခြားတာပဲဆရာတယောက်ကဒီလောက်အထိအတိတ်ပဲမရှိတဲ့စကားမျိုးပြောနိုင်လိမ့်မယ်လို့ဘသူကထင်ပါလဲဆရာတကယ်လို့အမှန်တရားကိုဖယ်ထားမယ်ဆိုရင်ကျုပ်ကကင်ချူအင်းအေဂရမင်းဖြစ်နေဖို့အခွင့်အရေးရှိသေးလားသူတို့ကအရင်စတာလေးဘာလို့ကျုပ်တယောက်တည်းပဲအပြစ်ပေးခံရတာလဲတကယ်လို့အဲ့လိုဆိုရင်လေကျုပ်တို့၃ယောက်လုံးကိုအပြစ်ပေးပြီးကျောင်းတစ်ခုလုံးမှာကတ်ထားလိုက်ပါကျုပ်ဘာမှဂရုမစိုက်ဘူးစုံဝမ်တယောက်အောက်ကွဲလူမတက်ဖြစ်သွားတယ်ခင်ဗျားမြင်လားဒီကလေးကအမှားလုပ်ထားပြီးနောင်တရတဲ့အရေးအယောင်စိုးစင်းများတော့မရှိဘူးသူကကျုပ်ကိုပြန်တောင်းအော်သေးတယ်စာလုံးကြီး1500အာနာစာကမလောက်တော့ဘူးမင်းစာလုံးကြီး3000ရေးရမယ်ပြီးတော့လူတိုင်းရဲ့ရှေ့မှာတတိပေးခံရမယ်ကျောင်းကမင်းမှာကိုပြုပြင်ဖို့စိတ်ဆန္ဒလုံးဝမရှိဘူးဒါပေမဲ့ငါကရန်စားတဲ့အပြုံးနဲ့ပြန်ဖြေလိုက်တယ် Professor ဘာပဲဖြစ်ဖြစ်ဂျိုးတင်လေးကတော့ဘယ်တော့မှတရားဝင်တတိပေးချက်ရမှာမဟုတ်ဘူးမဟုတ်လားဆရာကဆရာရဲ့ယာတုနဲ့ထိုက်တန်တယ်လို့တကယ်ယုံကြည်နေတာလားဒီစကားကိုကြားတော့ဆရာကထိုင်ကုန်ကနေဝုန်းကနေထွက်ပြီးအော်ဟစ်တော့တယ်ဟေးမင်းကမင်းရဲ့ဆရာတွေကိုပါစော်ကားနေပြီပေါ့ပြီးတော့သူကဒေါသတကြီးနဲ့ငါအမေဘက်လှည့်ပြီးခင်ဗျားသူ့ရဲ့အပြုတ်မှုကိုမြင်တယ်မဟုတ်လားမယုံနိုင်စရာပဲကြုံဒီကိစ္စကိုဆက်ပြီးမကင်တွယ်ချင်တော့ဘူးကျောင်းအုပ်ကြီးရုံးခန်းကိုတိုက်ရိုက်သွားကြစို့သွားတော့ကောဘာထူးမှလည်းဂျိုးတင်လေးကတင်ကြားရေးဒရိုက်တာအကြောင်းအုပ်ချုပ်ရေးမှုရဲသားဆိုတာကြုံမသိဘူးလို့ထင်နေလားသူကသူ့သားကိုနစ်နာအောင်ဘယ်လုပ်ပါမလဲဒီစကားတွေကရန်အိုးကိုမိရှုလိုက်တယ်လို့ဖြစ်သွားခဲ့တယ်မိနစ်30ကြာမှတော့တင်ကြားရေးဒရိုက်တာရုံးခန်းထဲမှာကျောင်းအုပ်ကြီးလူကောင်ကတင်းမာတဲ့မျက်နှာပေးနဲ့ဝေဖန်ပြစ်တင်တော့တယ်ဆရာရုံးခန်းထဲမှာဖြစ်ပျက်ခဲ့တဲ့များအားလုံးကိုငါကြားပြီးပြီခင်ဗျားကလေလိဖေခန်းရဲ့မိဘမဟုတ်လားလောလောဆယ်ဘသူမှအပြစ်ရှိလဲဆိုတဲ့မိကုန်းကိုခဏဖယ်ထားကြရအောင်ဟုတ်ပြီလားဒါကအဓိကအဖြစ်အပြုတ်မှုပိုင်းဆိုင်ရာပြဿနာပဲဒါအပြင်သူကသူ့ရဲ့ဆရာကိုမယုံမသိလုပ်ခဲ့တယ်သူ့ရဲ့အတန်းပိုင်ဆရာဆိုရင်ရင်တုံပန်းတုံတောင်ဖြစ်သွားရတယ်ဒါကလက်ခံနိုင်စရာမရှိဘူးပြီးတော့ငါသားကိုနစ်နာအောင်မလုပ်ဘူးဆိုတဲ့ကိစ္စ
တကယ်လို့ငါသားကအမှားတစ်ခုခုလုပ်ခဲ့ရင်ငါသူ့ကိုဝေဖန်မယ်စူပူမယ်ပြီးတော့ဒီနီလန်အတိုင်းပဲအပြစ်ပေးမှာပဲအဲ့ဒီကောင်လေးကိုအိမ်ရောက်ရင်ငါရိုက်နှက်ဆုံးမအောင်မှာဒါပေမဲ့ငါကြိုတင်တတိပေးလိုက်မယ်လိကဆရာကိုတောင်းပန်ရမယ်ပြီးတော့ကြောင်းလုံးရဲ့ရှေ့မှာစာလုံးရည်3000ရှိတဲ့ကိုဝေဖန်ရေးစာကိုဖတ်ရမယ်သူ့ရဲ့အမှုကတော်တော်လေးကိုကြီးလေးသွားပြီးတကယ်လို့သူကသူ့ရဲ့အမှားကိုမတိတတ်ဘူးမပြင်ဆင်ဘူးဆိုရင်တော့ငါတို့ကြောင်းကသူ့အတွက်ဘာမှဆက်လုပ်ပေးနိုင်မှာမဟုတ်တော့ဘူးဒီနောက်ဆုံးစကားစုကိုကြားလိုက်ရတဲ့အခါမှာအမေနဲ့ရာကန်တို့ဟာချက်ချင်းစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေသွားခဲ့တယ်ကျောင်းအုပ်ကြီးဘာကိုဆိုလိုတာလဲကျမသားကိုကြောင်းထုတ်ချင်တာလားဒါပေမဲ့သူကအထက်တန်းကျောင်းရဲ့နောက်ဆုံးနှစ်မှာရောက်နေတာလေကျောင်းအုပ်ကြီးလီယူကွန်မာယူကွန်ကတင်းမာစွာတုံ့ပြန်တယ်သူ့ကိုကြည့်လိုက်ဦးသူကသူ့ရဲ့ဆရာတွေကိုတော့မယိုသေးဘူးဆရာကဒီနေရာမှာရှိနေဖို့မထိုက်တန်ဘူးလို့ပြောတဲ့အထိဖြစ်နေတာပြောစမ်းပါဦးဒီလိုကျောင်းသားမျိုးကိုငါတို့ကဘယ်လိုပညာသင်ပေးရမလဲငါတို့ကပညာမသင်ပေးချင်တာမဟုတ်ဘူးသင်ပေးဖို့မတတ်နိုင်တာအမေနဲ့ရာကန်တို့ကရှင်းပြဖို့ကြိုးစားတယ်ကျမသိပါတယ်ကျမသားကနည်းနည်းကောင်းပါတဲ့စိတ်ရှိပေမဲ့သူတို့စကားမဆုံးခင်မှာပဲငါကရုတ်တရက်အော်ပြောလိုက်တယ်အမေသူတို့စီမှာကောင်းဖို့မခံတဲ့အဆိုးဆုံးဖြစ်လာရင်ကြောင်းပြောင်းရုံပဲရှိတာပေါ့ဘာပဲဖြစ်ဖြစ်ကျုပ်ဒုတိယထက်တန်းကျောင်း Horizon High School ကိုစိတ်ပြက်နေပြီးဘေးနားကကျောင်းလည်းမစိုးပါဘူးကျောင်းအုပ်ကြီးလူချန်ကဒေါသလေးထွက်လျက်ငါ့ကိုလက်ညှိုးထိုးပြီးအော်ဟစ်တော်တယ်သူ့ကိုကြည်စမ်းခင်ဗျာကျောင်းရဲ့အကြီးအကဲအနေနဲ့ငါသူ့ကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်သူ့အမားကိုတေချာဝန်ခံမလားဒါမှမဟုတ်ကျောင်းထုတ်ခံမလားဒီလိုအမိုက်လိုနေရာမျိုးကနေထွက်သွားလိုက်မယ်ကျုပ်ဒီနေရာကိုခြေတပွားမှထပ်မချတော့ဘူးဒီသတင်းပြန့်နှံ့သွားတဲ့အခါအတန်းတစ်ခုလုံးပေါ်လောရိုက်သွားခဲ့တယ်မင်းယူနေတာလားကြောင်းပြောင်းမယ်ဟုတ်လားအခုလိုအချိန်မှာကြောင်းပြောင်းရင်မင်းရဲ့ဘာကလော်ရီတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုဘယ်လိုလုပ်မလဲအောက်မှန်စာတစ်စောင်ရေးပြီးမင်းရဲ့အမှားကိုဝန်ခံလိုက်ရုံပဲဥစ္စာငါနဲ့အဆင်ပြေတဲ့အတန်းဖော်တော်တော်များများကငါ့ကိုလာရောက်ဖြောင်းဖြကြတယ်ဘာပဲဖြစ်ဖြစ်စာမေးပွဲကြီးကမင်းရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးပါလေအတန်းပိုင်ဆရာကပြောတယ်တကယ်လို့မင်းစာလုံးရေ3000ရှိတဲ့ကိုပြန်လဲဆန်းစစ်ချက်စာကိုရေးဖို့သဘောတူရင်ပြစ်ဒဏ်ကိုလက်ခံပြီးတောင်းပန်ရင်ကိစ္စကပြီးသွားပြီလည်းမဟုတ်ရင်မင်းနောက်ထပ်ဓာတုဗေဒအတန်းတက်ရမှာမဟုတ်တော့ဘူးလူရှင်ကစိတ်ပြက်လက်ပြက်နဲ့ပြောတယ်ရမ်းဖြစ်လို့အပြစ်ပေးခံရတာထားပါတော့ဒါပေမဲ့ဘာလို့ငါတို့ကိုပါမင်းနဲ့အတူဆွဲထည့်နေရတာလဲမင်းတောင်းပန်လိုက်ရုံနဲ့မရဘူးလားမင်းကြောင့်နဲ့ဘာလို့အတန်းတစ်ခုလုံးစာတင်ချိန်တွေလို့ရမှာလဲဒါအပြင်ချန်ရှိယူကပြောတယ်ဆရာကစိတ်တောင်မဆိုးတော့ဘူးလေဒါပေမဲ့မင်းကဆရာနဲ့တွားပြီးရန်ဖြစ်ခဲ့တယ်အခုမင်းကြောင့်နဲ့ချန်ရှိယူပါအပြစ်ပေးခံရတော့မယ်မဟုတ်ဘူးမင်းအပြစ်ပေးခံရတာနဲ့တင်မလောက်သေးလို့ရှိယူကပါသူမရဲ့မိဘတွေကိုခေါ်ခိုင်းနေရပြီးအဲ့ဒါကမင်းကိုပျော်စေသလားကြည်စမ်းချန်ရှိယူမျက်ရည်တွေကျနေပြီးသူမရဲ့မိဘတွေအကြောင်းကိုလာနေပြီလို့ပြောတယ်မင်းယောက်ျားတစ်ယောက်ဖြစ်ပြီးတော့ဘာလုပ်နိုင်လို့လဲမိန်းကလေးတစ်ယောက်ကိုအဲ့လိုငိုအောင်လုပ်ရလားအဲ့ဒီအချိန်မှာပဲရုတ်တရက်အားလုံးငြိမ်ကျသွားခဲ့တယ်တူเจ้าအုပ်ကြီးရောက်လာပြီးအဲ့ဒီအရာအားလုံးကိုနှစ်ခါပြန်မေးမြန်းကဘယ်သူရှိလဲလို့မေးတယ်ပြီးတော့သူခဏထွက်သွားတယ်ငါရဲ့အတန်းဖော်တွေအားလုံးကငါ့ကိုဖော်ပြရခက်တဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်ငါစစ်ကြလန်းထဲမှာတူเจ้าအုပ်ကြီးကကိုက vice principal ကောင်နဲ့နှစ်ယောက်ထဲကြံခဲ့တယ်ငါကတော့တို့တွေပြဿနာကိုဖြေရှင်းဖို့အေးအေးဆေးဆေးဆွေးနွေးကြလိမ့်မယ်လို့ထင်ခဲ့တာဒါပေမဲ့လုံးဝမဟုတ်ခဲ့ဘူးသူကချက်ချင်းပဲငါ့ကိုစူပူချင်းမောင်ပြောတယ်ငါပြောတာတေချာနားထောင်ဆန်းဆရာတယောက်ကမတရားဆွဆွဲတယ်ဆိုရင်တော့မင်းမှာသူတို့ကိုမလို့မတေလောက်ပိုင်ခွင့်မရှိဘူးမင်းရဲ့အမှတ်ကောင်းတာတွေကမင်းကိုအခွင့်အရေးအားလုံးပေးထားတယ်လို့ထင်နေတာလားပြီးတော့သူကအော်ဟစ်လိုက်တယ်ငါတို့ကျောင်းကမင်းလိုကျောင်းသားမျိုးကိုလုံးဝအလိုမရှိဘူးတကယ်လို့မင်းစာမတင်ချင်တော့ဘူးဆိုရင်ထွက်သွားလိုက်ငါကဘာခံစားချက်မှမရှိပဲပြန်ဖြေလိုက်တယ်ကောင်းပါပြီမစ္စတာတူကျောင်းအုပ်ကြီးကိုတယောက်ဒေါသကြောင့်စကားစွန့်ပြီးအသက်ရှူကျက်မတက်ဖြစ်သွားခဲ့တယ်သူဒီလိုရိုင်းဆိုင်တဲ့ကျောင်းသားမျိုးနဲ့ကြုံဘူးတာတကယ်ကိုပထမဆုံးချိန်ပဲထွက်သွားစမ်းသူကအော်ဟစ်တယ်အဲ့ဒီအချိန်မှာပဲချန်ရှိယူရဲ့မိဘတွေကျောင်းကိုရောက်လာကြတယ်ဒါပေမဲ့သူတို့ရဲ့သမီးကိုစူပူမဲ့စာသူတို့ရဲ့ပထမဆုံးတုံ့ပြန်မှုကသမီးဖြစ်သူမှာဘာပတ်သက်မှုမှမရှိပါဘူးဆိုပြီးညင်းဆိုကအပြစ်အားလုံးကနေပြစ်လွတ်အောင်လုပ်ပေးတာပဲဖြစ်တယ်ပြီးတော့သူမရဲ့မိခင်ကငါ့ကိုလက်ညှိုးထိုးပြီးဒေါသတကြီးနဲ့အော်တော့တယ်မင်းကမိမိကိုယ်ဘယ်သူလို့ထင်နေလဲငါတို့သမီးကလိန်ပြောနေပါတယ်လို့ပြောရအောင်မင်းကဘာမို့လို့လဲဆရာကြီးကျမထင်တာတော့ဒီကလေးကိုကြောင်းထုတ်ပြရမယ်သူကကျမတို့သမီးလေးရှိယူနဲ့တန်းထဲမှာဆက်ရှိနေလို့မဖြစ်ဘူးဒါအပြင်သူကျမတို့သမီးကိုအနိုင်ကျင့်နေတာသိကြတယ်ငါအမေကဒါကိုကြားတော့ဒေါသတကြီးနဲ့အပြင်းထန်တုံ့ပြန်ဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့ငါကသူမကိုချက်ချင်းတားလိုက်တယ်ငါကြောင်းကနေထွက်ခွာတော့မယ်အမေစိတ်မပူပါနဲ့ကျုပ်ဒီကနေထွက်သွားပြီးရင်လေကျုပ်ရဲ့အမတ်တွေကပိုကောင်းလာမှာပဲရှိတာငါဘေးနာကယူပဗေဒဆရာကင်မူကြီးကင်မွေကတက်ပြင်းချပြီးတကယ်ကိုနှမျောစရာကောင်းတာပဲနောက်လာထဲမှာယူပဗေဒပြန်ပွဲတစ်ခုရှိတယ်မင်းကိုငါအကြံပြုထောက်ခံပေးမလို့ပြင်ထားတာဒါကရွှေရောင်ခွင့်ရေးတစ်ခုပဲမင်းရဲ့အရေးချင်းနဲ့ဆိုရင်အောင်မြင်ရင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်အပိုစုမဲ့တွေတောင်ရနိုင်တာတန်းကိုတနေရာပဲရှိတာမင်းထွက်သွားရင်တော့အဲ့ဒီနေရာကိုတခြားလူကိုပေးရတော့မှာပဲချန်ရှိယူရဲ့အမေကဘာမှမရှက်မကြောက်ပဲချိုသားတဲ့အပြုံးနဲ့ကြားဖြတ်ပြောတယ်အားနာလိုက်တာဆရာကြီးဒီပြန်ပွဲကတကယ်ပဲအပိုမှတ်တွေပေးတာလားကျမတို့သမီးလေးရှိယူနဲ့စမ်းကြည့်ရင်ကောဘယ်လိုလဲသူမကန်ဆန်းကြည့်လို့ရမလားမရပါဘူးကင်မူအီကအိုတိုအန်တန်အပြုံးနဲ့ပြန်ပြေးတယ်သူမရဲ့ယူပဗေဒရလက်တွေကပြောရရင်တော့တော်တော်လေးပြင်းပြအဆင်ပဲရှိတာပါနှစ်ရက်အကြာမှာတော့ငါအကြောင်းထွက်စာလက်မှတ်ထိုးခိုင်းဖို့အတန်းပိုင်ဆရာစီသွားခဲ့တယ်အမှန်တိုင်းပြောရရင်မင်းရဲ့ဘဝကိုဖြုံးတိပြစ်နေတာပဲ Professor ဆွန်ဘိုဆန်ဝန်ကအော်ဟစ်တယ်ငါမင်းလိုကျောင်းသားမျိုးတစ်ခါမှမမြင်ဘူးမင်းရဲ့အမှတ်တွေကိုကြည့်ရင်ဒါကတကယ်ကိုနှမျောစရာပဲငါကမင်းကိုဓာတုဗေဒပြန်ပွဲအတွက်ပါစီးရင်သွင်းပေးမလို့စဉ်းစားထားတာမင်းဒါကိုသိရလားငါကလုံးဝအေးဆက်ဆက်လေးတန်းနဲ့ပြန်ဖြေလိုက်တယ်ဆရာတကယ်လို့ဆရာအခုကျုပ်ကိုတောင်းပန်မယ်ဆိုရင်ကျုပ်ဆရာအတွက်ဒီဓာတုဗေဒပြန်ပွဲကိုပါဝင်ပေးဖို့ကျောင်းမှာဆက်နေဖို့စဉ်းစားပေးနိုင်ပါတယ်ပြီးတော့ကျုပ်စုရတဲ့အခါဆရာနာမည်လည်းဒီဒီပလိုမာလက်မှတ်ပေါ်မှာပါလာမှာပေါ့ဆွန်ဘိုရဲ့မျက်နှာပြတ်သွားပြီထွက်သွားစမ်းလို့အော်ကာအဲ့ဒီနေရာမှာတင်ကျောင်းထွက်စာကိုဒေါသတကြီးနဲ့လက်မှတ်ထိုးပေးလိုက်တယ်ရော့ဒါကိုကျောင်းသားရေးရရုံးခန်းစီယူသွားပြီးကျောင်းအုပ်ကြီးကိုလက်မှတ်ထိုးခိုင်းလိုက်ပြီးရင်အကြီးအကဲရုံးခန်းကိုယူသွား
ခဏကြာမှတော့ငါကျောင်းသားရေးရရုံးခန်းကိုရောက်သွားခဲ့တယ်။ကျောင်းထုတ်ဖို့အတွက်ဟုတ်တယ်မလားလို့အရာရှိကမေးပြီးတောင်းဆိုချက်ကိုချက်ချင်းလက်မှတ်ထိုးပေးလိုက်တယ်ပြီးတော့သူလက်မှတ်ထိုးပြီးတဲ့အခါမှာလက်ပြုံးပြုံးပြီးစကားအချို့ပြောခဲ့သေးတယ်။နောက်ဆုံးမှာတော့ငါကျောင်းအုပ်ချုပ်ရေးမှူးရုံးခန်းကိုရောက်သွားခဲ့တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာငါတွေ့ဖို့လာတာကကျောင်းအုပ်ကြီးဇန်ဇိန် principal ဖြစ်တယ်။ငါအသက်ပြင်းပြင်းရှူပြီးပြောလိုက်တယ်။မင်္ဂလာပါကျောင်းအုပ်ကြီးကျုပ်ဒီကိုလာတာကကျောင်းကနေထွက်ချင်လို့ပါကျောင်းထွက်ခွင့်လျှောက်လွှာပုံစံကိုဖြည့်ဆွတ်ခဲ့ပါတယ်ဆရာကြီးရဲ့လက်မှတ်ပဲလိုပါတော့တယ်လို့ပြောပြီးစာရွက်စာတမ်းကိုကမ်းပေးလိုက်တယ်။ကျောင်းအုပ်ကြီးကမျက်မှောင်ကုပ်ပြီးဖောင်ပေါ်မှာရေးထားတဲ့အကြောင်းပြချက်ကိုလှမ်းကြည့်လိုက်တယ်။အင်္ဂလိပ်စာဆရာနဲ့ပဋိပက္ခဖြစ်ပွားခြင်းပညာဆက်လက်တင်ကြားရန်မစွမ်းတာခြင်းကျောင်းထွက်ခွင့်ပြုရန်လျှောက်ထားခြင်း။အာဒါဆိုမင်းကမင်းရဲ့ဆရာကိုပြန်ခံပြောတဲ့ကျောင်းသားပေါ့ဟုတ်လား။နှမျောဆရာပဲ။ကျောင်းအုပ်ကြီးကဒါကိုတကယ်နှမျောဆရာကောင်းတယ်လို့ထင်နေတာဒီလိုအမှတ်ကောင်းတဲ့ကျောင်းသားတစ်ယောက်ကကျောင်းကနေထွက်ဖို့ဆုံးဖြတ်တာမျိုးကရှားမရှားတာကိုဒါပေမဲ့ဆရာတွေကိုပြန်ခံပြောပြန်អော်ပြီးကျောင်းသားရေးရာညှိနှိုင်းရေးမှုကိုတောင်မယိုမတေလုပ်တဲ့ကျောင်းသားမျိုးကိုတော့တို့တွေတကယ်ပဲဆက်ပြီးမထားနိုင်ဘူး။ငါရဲ့နှုတ်ခမ်းတောက်မှာအပြုံးနှဲငယ်ပေါ်လာခဲ့တယ်ရုတ်တရက်ငါကောင်းတဲ့အကြံတစ်ခုထပ်ရလာပြန်တယ်။မစ္စတာကျောင်းအုပ်ကြီးကျုပ်ကြားတာတော့အမှတ်1ကျောင်းကဒေတာတွင်ထူးချွန်ကျောင်းဖြစ်သတ်မှတ်ခံရဖို့စူးစမ်းနေတဲ့ဆိုတကယ်လို့ဆရာကြီးကျုပ်ကိုလိုအပ်တယ်ဆိုရင်တော့အတန်းပိုင်ဆရာနဲ့ကျောင်းသားရေးရအကြံပေးပုဂ္ဂိုလ်တို့ကကျုပ်ကိုတောင်းပန်လိုက်ရုံပဲဒါဆိုရင်ကျုပ်ကျောင်းထွက်မဲ့ဆုံးဖြတ်ချက်ကိုပြန်စဉ်းစားပေးနိုင်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးကငါ့ကိုစိတ်ပြက်လက်ပြက်မျက်လုံးတွေနဲ့ကြည့်လာခဲ့တယ်။ဒါကသူ့ကိုဒီလိုအခြေအနေမျိုးနဲ့လာပြီးကန့်သက်ချက်ထားရတဲ့ပထမဆုံးလူပဲဘယ်လောက်တောင်မောက်မာလိုက်တယ်လဲ။ထွက်သွားစမ်းမင်းလိုရိုင်းဆိုင်တဲ့ကောင်လေးမင်းဆရာကိုမယိုမသေးလှုပ်ထားပြီးတော့တောင်းပန်ဖို့အထိတောင်းဆိုရသေးတယ်ဟုတ်လား။အဲ့ဒီလိုပြောပြီးသူကငါရဲ့ကျောင်းထွက်ခွင့်ဖောင်ကိုချက်ချင်းလက်မှတ်ထိုးပေးလိုက်တော့တယ်။အတန်းထဲပြန်ရောက်တော့ငါရဲ့ပစ္စည်းတွေကိုတင်စီနေတော့ငါရဲ့စာပွဲဖော်ကတက်ပြင်းချပြီးអော်ပြောတယ်။ဒါပဲလေ။အခုတော့ငါဘသူစီကအိမ်စာကူးရတော့မှလဲ။ငါမျက်လုံးလှန်ပြပြီးရေမောကပြန်ပြောလိုက်တယ်။တောက်မင်းစဉ်းစားတာကလည်းအိမ်စာကူးဖို့ပဲရှိတယ်မင်းဘာသာမင်းစာကိုကိုယ်တိုင်လေ့လာဖို့မကြိုးစားနိုင်ဘူးလားငါလေ့လာနေတာပဲဒါပေမဲ့ခေါင်းထဲမှာမဝင်တာမင်းငါ့ကိုဘာလို့စေချင်လဲငါရဲ့ဘဝဟောင်းတုန်းကစွန်ဖေးကငါနဲ့အစဉ်ပြေပြေရှိခဲ့တဲ့အတန်းဖော်အနှဲငယ်တွေကတယောက်ဖြစ်ခဲ့မှန်းငါမှတ်မိနေတယ်ဒါအပြင်ငါစာမွေးပွဲကြပြီးတဲ့နောက်မှာတိုးတွေကံအားလျော်စွာစာတင်ဖို့အတွက်မြို့တစ်မြို့ထဲမှာပဲစုံခဲ့ကြသေးတယ်ပြီးတော့စွန်ဖေးကပဲငါ့ကိုပြောပြခဲ့တာချန်ရှိယူကဂျိုးတင်လေးနဲ့တွဲနေတယ်ဆိုတာကိုပေါ့အမှန်တော့ကြောင်းပြီးချင်းမှာပဲသူတို့နှစ်ယောက်လက်ထပ်တော့မယ်ဆိုတဲ့သတင်းကပြန့်နှံ့သွားခဲ့တယ်သူတို့ကအထက်တန်းကျောင်းကအတန်းဖော်တော်တော်များများကိုဖိတ်ကြားခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ငါတယောက်တည်းပဲအဲ့ဒီပွဲကိုရောက်သွားခဲ့တာ